အချိန်တွေဟာနေတယ်နေလို့လေဘဝဟာအိမ်မလေးလို့ပြောင်းပြလွယ်စိတ်ညစ်တယ်အဖြစ်ဖြစ်စိတ်ညစ်တယ်တော့ပြီးရှင်ကောင်းသွားမယ်ပြောတတ်အောင်ကြိုးစားပွဲဘဝမှာမငိုတတ်ရင်အကောင်းဆုံးပဲဘဝမှာရေတစလို့ခံချော်လွယ်change